ခါတော့ကလူငယ်တယောက်ဟာနှစ်ပေါင်းများစွာသူ့ဘဝကိုပြောင်းလဲသွားစေခဲ့တဲ့နာကျင်မှုတစ်ခုကိုရင်ထဲမှာစောင့်ထားခဲ့ပါတယ်။သူကိုနာကျင်စေခဲ့တဲ့သူကိုဘယ်တော့မှခွင့်မလွတ်နိုင်ဘူးလို့သူယုံကြည်ထားခဲ့တယ်။နေ့တိုင်းသူ့အတွေးထဲမှာအတိတ်ကဖြစ်ရတွေကိုပြန်လဲရှုမြင်နေခဲ့တယ်။သူသားဒီလိုမလုပ်ခဲ့ရင်ငါသားဒီလိုမယုံခဲ့ရင်ဆိုတဲ့မေးခွန်းတွေကသူ့စိတ်ထဲမှာနေ့တိုင်းထပ်တလဲလဲပြန်လဲဖြစ်ပေါ်နေခဲ့တယ်။ဒီနေ့မှာတော့သူဟာပညာရှင်အိုတယောက်ကိုသွားတွေ့ခဲ့တယ်။သူ့ရဲ့နာကျင်မှုတွေကိုအကုန်ပြောပြပြီးတဲ့နောက်ပညာရှင်ကဘာမှပြန်မပြောဘဲတကားတစ်ချက်ကိုပြသခဲ့တယ်။အဲဒီတကားကိုဖွင့်ကြည့်ပါ။လူငယ်ဟာတကားကိုဖွင့်လိုက်တဲ့အခါအတွင်းမှာဘယ်သူမှမရှိပါဘူး။ဒါပေမဲ့ခြေထောက်မှာချီနှောင်ထားတဲ့တန်ကြိုးတွေရှိနေခဲ့တယ်။လူငယ်လေးဟာအံ့ဩသွားရပါတယ်။ဘသူကငါ့ကိုတန်ကြိုးတွေလာချီထားတာလဲလို့မေးလိုက်တယ်။ထိုအခါပညာရှင်ကပြောလိုက်ပါတယ်။အဲ့ဒီတန်ကြိုးတွေကိုငါလည်းမချီထားဘူး။ဘသူမှမချီထားဘူး။မင်းကိုယ်တိုင်ပဲမချွတ်ချင်ခဲ့တာ။ထိုအခါလူငယ်လေးဟာတိတ်ဆိတ်စွန့်အားသွားခဲ့ပါတယ်။နှစ်ပေါင်းများစွာသူ့စိတ်ထဲမှာထင်ထားတာကသူ့ကိုတခြားသူတယောက်ကပိတ်မိစေခဲ့တာလို့ပါပဲ။ဒါပေမဲ့တကယ်တမ်းမှာတော့သူကိုပိတ်မိနေစေခဲ့တာကမခွင့်လွတ်နိုင်တဲ့သူ့ရဲ့စိတ်ပါပဲ။ခွင့်လွတ်ခြင်းဆိုတာကိုယ်ပေါ်မကောင်းခဲ့တဲ့သူတွေကိုလွတ်မြောက်စေဖို့မဟုတ်ပါဘူး။တကယ်တော့ကိုလွတ်မြောက်စေဖို့ပဲဖြစ်ပါတယ်။အဲ့ဒီတကားကအစကတည်းကတော့ခတ်မထားပါဘူး။မဖွင့်ရသေးတာပဲဖြစ်ပါတယ်။မိတ်ဆွေရောခွင့်လွတ်ခြင်းတကားကိုဖွင့်ဖို့အစဉ်သင့်ဖြစ်နေပြီလား။ခွင့်လွတ်ခြင်းဆိုတဲ့အကြောင်းအရာဟာအတွင်းစိတ်ထဲမှာအယမ်းနှက်ဆိုင်တဲ့အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့မိတ်ဆွေတကယ်တမ်းခွင့်လွတ်ပေးဖို့လိုအပ်နေတဲ့သူကမိတ်ဆွေထင်ထားတဲ့သူမဟုတ်ဘူးဆိုရင်ဘယ်လိုဖြစ်မလဲ။ကျွန်တော်တို့တွေအများစုကခွင့်လွတ်ခြင်းဆိုတာအခြားသူတယောက်ကိုအပြစ်ကနေလွတ်မြောက်ခွင့်ပေးလိုက်ခြင်းလို့ယုံကြည်တတ်ကြပါတယ်။ဒါပေမဲ့တကယ်တော့ခွင့်လွတ်ခြင်းဟာသူတို့အတွက်မဟုတ်ပါဘူး။အဲ့ဒီဟာကကိုယ်တိုင်အတွက်ဖြစ်ပါတယ်။မကျေနပ်မှုတွေဒေါသတွေနာကျင်မှုတွေအဲ့ဒီအရာတွေကိုရင်ထဲမှာဆက်လက်ထိမ့်သိမ်းထားတာကမှားယွင်းခဲ့တဲ့သူအပြစ်ကျူးလွန်ခဲ့တဲ့သူပေါ့ဗျာအဲ့ဒီသူကိုအပြစ်ပေးနေခြင်းမဟုတ်ပဲကိုမမြင်မိတဲ့အကျဉ်းထောင်တစ်ခုထဲမှာပိတ်မိနေစေခြင်းသာဖြစ်ပါတယ်ခွင့်လွှတ်ခြင်းဆိုတာသူတို့လုပ်ခဲ့တာတွေကိုလက်ခံလိုက်တာမဟုတ်ပါဘူးသူတို့ကိုမှန်တယ်လို့သတ်မှတ်ပေးလိုက်တာလည်းမဟုတ်ပါဘူးဒါဟာကိုချစ်မြတ်နိုးတဲ့ရဲရင့်တဲ့ရွေးချယ်မှုတစ်ခုပါအတိတ်ရဲ့အလေးချိန်ကိုလွှတ်ချပြီးမကျေနပ်မှုရဲ့ချီနှောင်မှုတွေကိုဖြေပြောက်လိုက်တဲ့အခါလွတ်မြောက်သွားတာကအပြစ်ကျူးလွန်တဲ့သူတွေမဟုတ်ပါဘူးမိတ်ဆွေကိုယ်တိုင်ပဲဖြစ်ပါတယ်ခွင့်လွှတ်ခြင်းဟာအတွင်းစိတ်ငြိမ်းချမ်းမှုစီတို့ကိုယ်တိုင်လွတ်မြောက်မှုစီတို့မိတ်ဆွေရှောက်လန်းနိုင်တဲ့အရေးရင်ဆုံးလမ်းတစ်လမ်းဖြစ်ပါတယ်